ခုတစ်ခါကကြတော့ဒီ chapter 2ရဲ့လေ section 1တို့1ပေါ့နော် section 1ကနေပြီးတော့5အထိဒီနေ့ပြပြပေးမှာပါဟောလေတယောက်တည်းအမှ set story လောက်တယ်လို့လေဆိုလို့ရှိရင်လေလိုက်ရှာနေရတာနည်းနည်းအချိန်ကြာတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကတော်တော်အဆင်ပြေမယ်လို့ထင်တယ်အားကြောင့်မို့ပါဆိုတော့ဆက်သွားမယ်နော် section 1ပေါ့နော် section 1မှာဆိုလို့ရှိရင် hitori sumai ဆိုတာကဒါတယောက်တည်းနေတာကိုပြောတာပါhitori kurashi ပေါ့နော် hitori kurashi နဲ့လည်းအတူတူပါပဲနောက်တစ်ခုကကြတော့ကျင်းတိုင်းဆိုတာကငှားထားတယ်ဆိုတာကိုပြောတာပါကျင်းတိုင်းကြည့်တတ်ခုဆိုလို့ရှိရင်ဒါငှားထားတဲ့အိမ်ယာတော့ပါလို့ပြောတာမျိုးပါနောက်တစ်ခုကကြတော့ချီကီကင်းကကြတော့ဒါစပေါ်ငွေကိုပြောတာပါဂျပန်မှာငှားတယ်ဆိုလို့ရှိရင်လေစပေါ်ငွေလည်းရှိတယ်လို့လဲခင်းဆိုတဲ့ဒီအင်ရှင်တွေပေးရတဲ့ဂါရပြုငွေဆိုတဲ့ဟာမျိုးလည်းရှိပါသေးတယ်နောက်တစ်ခုကကြတော့ခိုးချင်းဆိုတာကကြတော့ဒါအစ်စ်ပြောင်းတာကိုပြောတာပါဥပမာဗီဇာခိုးချင်းလို့ပါလို့ဆိုလို့ရှိရင်ဒီဟာလေးကိုသုံးတယ်နောက်တစ်ခါကျတော့ loan ပေါ့နော်သူကကျတော့ဒါဒီဂျပန်အင်္ဂလိပ်စာရဲ့ဒီ loan ဆိုတဲ့ရှင်းငွေဆိုတဲ့ဟာကိုပဲခဏနဲ့ရေးထားတဲ့ဟာပါနောက်တစ်ခါကျတော့ kimari ကကျတော့တတ်မှတ်ချက်ပါ kimari ကတော့တတ်မှတ်ချက်ကိုပြောတာဖြစ်ပြီးတော့ဥပမာအိမ်လေးပါငှားတယ်ဆိုလို့ရှိရင်လေကြောင်မမွေးရအောင်ဗာမမွေးရအောင်ဆိုတဲ့တတ်မှတ်ချက်မျိုးလေးကိုပြောတာပါနောက်တစ်ခါကျတော့ eco date ဆိုတာကအိမ်တစ်လုံးနဲ့ဆိုတဲ့ဟာမျိုးပြောတာအိမ်တစ်လုံးနဲ့ဆိုတော့လုံချင်းအိမ်ပေါ့နော်အဲ့ဒါမျိုးပြောတာပါနောက်တစ်ခါကျတော့ IKEA ကကြတော့လဲသူလဲလုံချင်းအိမ်မှာပဲเนาะပြီးတော့ဝါကရပေါ့เนาะနောက်တစ်ခါဝါကမကြီးဝါကခုနှစ်ဆိုတာကကြတော့ပြောချင်တာကဝါဆိုတာကငါဆိုတဲ့အဓိပ္ပာယ်မျိုးရှိတယ်ငါအိမ်ငါမြို့ငါရွာပေါ့เนาะအဲ့လိုမျိုးပြောတာပါနောက်တစ်ခါကျတော့ခောက်အခုဆိုတာကအိမ်ကိုပြောတာပါပဲနောက်တစ်ခါကျတော့ယာနဲပေါ့เนาะယာနဲဆိုတာကအိမ်ရဲ့ဟိုအပေါ်ကအရင်အမြင့်ဆိုတော့အိမ်ခေါင်မိုးကိုပြောတာပါနောက်တစ်ခါကျတော့စက်မန်ကျော်ပေါ့เนาะစက်မန်ကျော်ဆိုတာကကြတော့ဒါပကံတွေပါစေးတဲ့နေရာမျိုးလေးเนาะပစ္စည်းတွေပါစေးတာကိုအရှိကအာရာဟုခန်းကြီးလည်းသုံးတာဆိုတော့လေဒါပကံစေးတဲ့နေရာဘေးစင်တို့လိုနေရာမျိုးပြောတာပါနောက်တစ်ခါကျတော့မိုနိုအိုခီဆိုတာကမိုနိုကတည်တဲ့အတိုင်းပစ္စည်းအိုခီဆိုတော့နေရာထားတာပေါ့เนาะဆိုတော့ပစ္စည်းတွေထားတဲ့နေရာဆိုတော့စတိုခန်းပါနောက်တစ်ခုကကြတော့မာဒိုရီဆိုတာကကြတော့ဒီအခန်းလေးတွေထဲမှာဂျားလေးတွေမှာရှိတဲ့ဖွဲ့စည်းပုံလေးတွေကိုပြောထားတာဆိုတော့ဒါအခန်းဖွဲ့စည်းပုံဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်နောက်တစ်ခုကခုခန်းပေါ့နော်ခုခန်းကကြတော့တည်တဲ့အတိုင်းပဲခုကဘာမှမရှိနေဆိုတဲ့ခန်းကြီးဖြစ်တဲ့အတွက်ကြောင့်ဒါခုခန်းဆိုတဲ့ဟာကနေရာလွတ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပါနောက်တစ်ခုအိုခုကကြတော့အတွင်းဘက်ပေါ့နော်အိမ်ရဲ့ဒီဘက်အနောက်ဘက်ရှမ်းအတွင်းဘက်တို့ဘာလို့ပြောတာမျိုးပါနောက်တစ်ခုကတဲ့မရဲ့ဒီခန်းကြီးလေးတည်လိုက်တာနဲ့မြင်နေပေါ့နော်တဲ့ကလက်ပြောပြီးတော့မရဲ့အရှိဆိုတော့လက်အရှိဆိုတော့လက်တကန်အလိုပေါ့နော်အဲ့လိုမျိုးပြောတာပါနောက်တစ်ခုကမီနာမီမူခီခိတာမူခီသူအိမ်လေးပါငှားရင်လေအရှိဘက်အရင်မျက်နှာပူတာလားမြောက်ဘက်အရင်မျက်နှာမူတာလားဒါမျိုးတွေရှိရတယ်နော်ဒါမီနာမီမူခီပေါ့မီနာမီမူခီကတော်တော်ကောင်းတယ်လို့တော့ပြောတာပဲခိတာမူခီကကြတော့ဒါမြောက်ဘက်ကိုမျက်နှာမူတာပေါ့နော်နောက်တစ်ခုကကြတော့နုခုမိုရီဆိုတာကကြတော့နှွေးထွေးမှုပေါ့နော်ရှင်းရှင်းမြတ်တာဆိုတဲ့ဟာမျိုးကိုပြောတာပါနောက်တစ်ခုကကြတော့အဲ့မှာအမျိုးရှိရပေါ့နော်တစ်ပင်ရဲ့အရေးတို့ပါလို့ဆိုတဲ့ဒါနုခုမိုရီကိုသုံးတယ်ပေါ့နော်နောက်တစ်ခုကဂန်ဂျောနာဆိုတာကဒါခိုင်မာတယ်တောက်တင်းတယ်ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်နောက်တစ်ခုကကြတော့တန်ကန်ဆူလို့ပေါ့နော်ဒါကကြတော့သူကကြတော့စစ်ဆေးတာပဲဒါပေမဲ့ဘယ်လိုစစ်ဆေးတာလဲဆိုတော့ဓာတ်လေကားတွေပါတယ်စစ်ဆေးတာမျိုးမှာသုံးတာပါပြီးတော့နောက်တစ်ခုကချူချီဆိုလို့ပေါ့နော်ချူချီကကြတော့ဒါတည်တယ်နောက်ကတိုမာရီခန်းကြီးလေးလည်းမြင်တော့လေဒါရက်တယ်လို့ပြောတာပါနောက်တစ်ခါကျတော့မိုနိုအိုတိုကကြတော့မိုနိုရဲ့အတန်ပေါ့နော်ပစ္စည်းတွေရဲ့အတန်ဆိုတော့ဟိုအတန်ဒီတန်ကြားရတယ်ဆိုတော့အတန်တစ်ခုကြားရတယ်ပေါ့နော်အဲ့လိုမျိုးသုံးလို့ရပါတယ်နောက်တစ်ခုကဘိုးဟမ်ပေါ့နော်ဘိုးဟန်ကကြတော့ဖုဆဲကူဆိုတဲ့ဒီကာကွယ်တယ်ဆိုတဲ့ခံကြီးကနေလာပြီးတော့ဟန်ကကြတော့အိုခါစုဆိုတဲ့ဒီ crime ပေါ့နော်ရာဇဝတ်မှုတွေပါတယ်ဆိုတဲ့ဟာနေလာတယ်အဲ့တော့နှစ်ခုပေါင်းလိုက်တော့ဘိုးဟန်ဆိုတာကကြတော့ဒါရာဇဝတ်မှုတွေကိုကာကွယ်တာပေါ့နော်အဲ့ဒါမျိုးပြောတာပါအနောက်က CCTV တဲ့ဘိုးဟန်ကင်မရာတွေပါဆိုပြီးဂျပန်မှာဆိုသုံးတယ်အဲ့ဒါဆိုရင်ဒါ CCTV ကိုပြောတာမျိုးပါနော်နောက်တစ်ခုကဇိုတိုဆိုတာကဒါစက်သိမ်းထားတယ်ပေါ့နော်အဲ့ဒါမျိုးကိုပြောတာပါပြီးတော့ခဲဘီဆူရူဆိုတာကဒါကင်းဆောက်တယ်ပေါ့နော်ကင်းဆောက်တယ်ဆိုတာအောက်မှာကွန်ဒိုတွေဘာတွေအောက်မှာဆိုရင်ဒီဆောက်တဲ့ security တွေရှိရလေနော်အဲ့ဒါမျိုးတွေကိုလည်းပြောပါတယ်နောက်တစ်ခါကျတော့ချင်းချီကူဆူပေါ့နော်အဲ့ဒါကကြတော့ရှေ့ရကျအတရရှိခန်းကြီးကနေလာပြီးတော့အနောက်ကခန်းကြီးလေးလေအနောက်ကခန်းကြီးလေးကလေခီဇုခုဆိုတဲ့ခန်းကြီးလေးပေါ့နော်ဆိုတော့အဲ့တော့ခီဇုခုဆိုတာကအဆောက်တွေပါလို့တိဆောက်တာမျိုးပြောတာပါပြောလိုက်နှစ်ခုပေါင်းလိုက်တဲ့ခါမှာအိမ်အသစ်ဆောက်တယ်ဆိုတဲ့ဟာမျိုးပြောတာပါနောက်တစ်ခါကျတော့ဂျီကူနန်ဆိုကြီးကကြတော့အိမ်ဆောက်ထားတဲ့နှစ်ပေါ့နော်ဆောက်လုပ်ထားတဲ့နှစ်ဥမာဒီအိမ်က2နှစ်ရှိပြီတော့10နှစ်ရှိပြီတော့ဆိုတော့သုံးတဲ့ဟာမျိုးလေအဲ့လိုအရေးအတွက်ကိုပြောတာပါကကြတော့ section 2ပေါ့နော် section 2ကကြတော့ရှုံးနျူးဆိုတဲ့ဝင်ငွေဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပါဒီအရှိရခန်းကြီးလေးဆိုရင်လည်းဒါအိုဆာမဲတို့ခန်းကြီးလေးပေါ့နော်နောက်တစ်ခုကကြတော့
ရှိချစ်ဆိုကြတော့တည့်ရတိုင်း damage ခံကြည့်ရနေလာတာဆိုတော့ဒါထွက်ငွေကိုပြောတာပေါ့နော်နောက်တစ်ခါကျတော့ချောတုကူဆိုတာကလည်းဒါဝင်ငွေကိုပြောတာပါပဲချောတုကူဇဲတော့ဆိုလို့ရှိရင်ဒါဝင်ငွေကုန်တော့ဘာလို့ပြောတာမျိုးပါနော်နောက်တစ်ခုကနန်းရှူပေါ့နော်နောက်ကနန်းရှူကကြတော့ရှူကကြတော့ဒါအပေါ်မှာတွေ့ခဲ့တဲ့ဝင်ငွေရနေလာတဲ့ခန်းကြီးနန်းကကြတော့တစ်နှစ်လုံးဆိုတဲ့ဟာကြတော့မှတစ်နှစ်လုံးရဲ့ဝင်ငွေဆိုတဲ့အဓိပ္ပာယ်မျိုးပြောတာပါနောက်ခုကဂေါခုကကြတော့ပစ္စည်းကွေးလေးပေါ့နော်နည်းနည်းလေးဆိုတဲ့အဓိပ္ပာယ်လေးဥမာတချို့ဆိုလာတာတိုးတာလေ GQ မှာတနာယူ3ချက်တိုးတာတော့မှ118ချက်ကနေ120ဖြစ်သွားတာမျိုးလေအဲ့ဒါမျိုးလေးတွေပေါ့နော်နောက်တစ်ခုကစိတ်စိတ်ပေါ့နော်စိတ်စိတ်ဆိုတာကကြတော့အလွန်ဆုံးအတက်နိုင်ဆုံးပြီးပြီဆိုရင်အတက်နိုင်ဆုံးစူးစမ်းပေါ့နော်အဲ့လိုမျိုးပြောတာမျိုးပါအပြင်အလွန်ဆုံး9ရက်လစာ1020ပါပဲပေါ့နော်အဲ့ဒါမျိုးတွေပြောပါတယ်နောက်တစ်ခုကရှုပီစရုကကြတော့ဒါအသုံးစရိတ်ကိုပြောတာပါ expense ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်နောက်တစ်ခုကအခကြီးပေါ့နော်ဂျပန်မှာဆိုလို့ရှိရင်နှင်းနီတွေပါတုံးလို့ရှိရင်ဒါမှားတဲ့ဟာတွေပါတော့ထောက်ပြတဲ့ဟာမျိုးမှာတုံးတာသိလားအဲ့ဆိုအနီးကတိတ်ပြီးကောင်းတဲ့အဓိပ္ပာယ်မျိုးမှာမရှိနေအခကြီးကိုလည်းအဲ့လိုမျိုးမှတ်လိုက်လို့ရတယ်ဒါဆိုလို့ရှိရင်လုံငွေပြနေတာပေါ့နော်စီးပွားရေးလုပ်လို့လုံငွေပြတယ်ဆိုရင်ဒါအရှုံးမဲကိုပြောတာပါသူရဟန်တိုင်းဆိုရင်ခူရောကြီးပေါ့နော်ဒါဆိုရင်အမျက်ပြရပေါ့နော်အဲ့လိုမျိုးပြောတာနောက်တစ်ခါကျတော့ဒိုင်းကင်းဆိုတာကတည့်ရတဲ့အတိုင်းပဲအိုးဟိခန်းကြီးနဲ့တွေ့ထားတာဖြစ်တယ်ကြောက်တာငွေပမာဏအမြောက်အများဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပါဇဲခင်းပေါ့နော်ဇဲခင်းကတော့ဒါလူတိုင်းမသိလို့မရပါဘူးအခွန်ဆောင်နေရတာဆိုတော့လीနော်နောက်တစ်ခုကအိုဆာမဲရုဆိုတာကပေးဆောင်နေဆိုတာဟာမျိုးပါအခွန်တွေပါတယ်ကိုတည်တည်ချာချာပေးဆောင်နေဆိုတာဟာမျိုးမှာသုံးပါတယ်နောက်တစ်ခုဖုခုမှုဆိုတာကပါဝင်တာပေါ့နော်ဥမာ私をဖုခုမဲ့တဲ့ခါဆုကူကဂေါနေတာဆိုရင်ငါအပါအဝင်မှာမိသားစုက9ယောက်ဆိုတဲ့အဓိပ္ပာယ်မျိုးရှိပါတယ်နောက်တစ်ခုကကြတော့ခိုးကျော်လျော်ခင်းပေါ့နော်ဒါကကြတော့ဒါရေဖိုးမီဖို့ပေါ့နော်အထွေထွေအသုံးစရိတ်လိုမျိုးပေါ့နော်အဲ့လိုအရာမျိုးတွေကိုပြောတာပါနောက်တစ်ခုကရှီဟာရိုင်ခိုမီပေါ့ရှီဟာရိုင်ခိုမီဆိုတာကဒါပေးရှည်တာကိုပြောတာပါရှီဟာရိုင်ကိုပဲမှတ်ထားလို့ရှင်လည်းရပါတယ်နောက်တစ်ခုကကြတော့ဟီကီအိုတိုရှိပေါ့နော်ဟီကီအိုတိုရှိဆိုတာကကြတော့ဥမာအိမ်လာကားတွေပါဆိုလို့ရှိရင်လေလတိုင်းမသွင်းတော့ဘန်းတွေဖြတ်ယူလိုက်ပါဆိုတဲ့ဟာမျိုးပြောတာမျိုးပါငွေဖြတ်ယူထားတာပေါ့နော်ပြီးတော့နောက်တစ်ခုကဖိုရီခိုမူကကြတော့တည့်ရတဲ့အတိုင်းပဲ ATM တွေပါတွားရင်မဖြစ်မနေတွေ့ရမယ့်စကားလုံးမှလေနော်ငွေလွှဲတာတို့ပါတို့ကိုပြောတာပါတဲဆူလီယောဆိုတာကကြတော့ဒါတခုခုလောက်လိုက်တဲ့အချိန်မျိုးမှာတဲဆူလီယောကဘလောက်ကုန်ပါမယ်200ကုန်ပါမယ်ပေါ့ဥမာကွန်ပဏီမှာအခွန်သွားဆောင်လို့ရှိရင်တဲဆူလီယောက100ဖြတ်တယ်ဆိုတဲ့ဟာမျိုးပေါ့နော်အကျိုးဆောင်ခါပေါ့နော် commission fees လို့မျိုးလည်းသုံးလို့ရပါတယ်နောက်တစ်ခုကဒါရှိဤတဲ့ဆိုတော့ဒီခန်းကြီးလိုမြင်လိုက်တာနဲ့တည်တယ်ထုတ်တာသွင်းတာပေါ့နော်အဲ့လိုဟာမျိုးဆိုတော့ငွေအသွင်းအထုတ်လုပ်တယ်ဆိုတဲ့ဟာမျိုးကိုသုံးတာပါနောက်တစ်ခုကတာခါခုစုခုဆိုတာကကြတော့ဒါတဖြည်းဖြည်းနဲ့ပဲတက်လာတာမျိုးပါအတိုးတွေပါများလာတယ်ဆိုလို့ရှိရင်လည်းအတိုးတက်လာတယ်ပေါ့နော်ပြီးပြီဆိုရင်ဒီမှာကိုကတယောက်တည်းအိမ်မှာဟင်းချက်စားလို့အသုံးစိတ်တွေများလာတယ်ဆိုလို့ရှိရင်လည်းဒီလိုဟာမျိုးတွေမှာသုံးပါတယ်နောက်တစ်ခုကတော့ဇန်တာခတည့်ရတဲ့အတိုင်းပဲဇန်ရက်ခန်းကြီးလေအနော်ခိုးရီခန်းကြီးလေးမလားအဲ့ဆိုတော့ဒါလက်ကျန်ငွေ balance ဆိုတဲ့အဓိပ္ပာယ်မျိုးရှိပါတယ်နောက်တစ်ခုကကြတော့ဆက်တူပေါ့နော်ဒါကကြတော့အပတ်တက်ခုတ်ပြောတာပါအပတ်တက်ခုတ်ဘိုင်လိုတွေပါလောက်ပြီးတော့ပတ်စံဆိုးတယ်ဆိုတဲ့ဟာမျိုးလေးနဲ့သူနမူနာပြထားတာပေါ့နော်စာအုပ်ထဲမှာဆိုရင်တော့နောက်တစ်ခါကျတော့အိုမခနာဆိုတာကကြတော့အကျန်းဖြင့်ကိုပြောတာပါနောက်တစ်ခါကျတော့စာချီဟီကီဆိုတာကကြတော့ဖြက်ယူသည်ဆိုတဲ့အဓိပ္ပာယ်မျိုးရှိပါတယ်နောက်တစ်ခုစတိုမေရိုကခန်းကြီးအများကြီးရှိတယ်ဒါပေမဲ့ဒီစတိုမေရိုကကြတော့ဒိုးလျော်ခူရဲ့စတိုမေရိုဖြစ်တဲ့အတွက်ကြောင့်ဒါကကြတော့စူးစမ်းအားထုတ်သည်ဆိုတဲ့အဓိပ္ပာယ်မျိုးရှိပါတယ်နောက်တစ်ခုကတက်တက်ခိုင်တို့ကကြတော့တခုခုကိုခဏစိုက်ထားပေးပြီးမှပတ်စံတွေပါပြန်ပေးတာမျိုးအတူတူစားလိုက်တယ်ပတ်စံရှင်နဲ့နေရာခဏစိုက်ပေးထားတယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့ဒါမျိုးသုံးတာပါနောက်တစ်ခုကကြတော့အန်ဂျောဆူကတော့ဒီခန်းကြီးကိုမြင်တဲ့တည်ရဲ့တာဆူခါရုဆိုတဲ့ဒီကဲဆယ်တယ်ဆိုတဲ့ခန်းကြီးလေးလည်းပါတယ်ပေါ့နော်အိုးအန်တို့အားလုံးမှာသုံးတဲ့အန်ဆိုတဲ့ဟာလေးလဲဆိုတော့ဒါကကိုညီတယ်ထောက်ပံ့တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရှိတာပြောပါတယ်နောက်တစ်ခုကကြတော့ hand sign ဆူပေါ့နော် hand sign ဆူကကြတော့ဒါအကျွေးပြန်ဆက်တာမျိုးပြောတာပါနောက်တစ်ခုကကြတော့အန်တဲပေါ့နော်အန်တဲဆိုတဲ့ဟာကကြတော့သူကတည်ငြိမ်နေဆိုတဲ့ဟာကိုပြောတာပါအန်တဲခံဆိုတော့တည်ငြိမ်တဲ့ခံစားချက်ကိုရစေတယ်ပေါ့နော်အဲ့ဒီမှာဖုအန်တဲဆိုပြီးရှိရဖုဆိုတဲ့မကောင်းတဲ့ဟာလေးပါတယ်အဲ့လိုခန်းကြီးလေးကိုတွေ့လိုက်တဲ့အခါမှာဆိုတော့ဒါမတည်ငြိမ်တဲ့ခံစားချက်ဆိုတော့ဒါတောကဆိုတဲ့အဓိပ္ပာယ်မျိုးကိုပြောတာပါနော်အဲ့လိုအဓိပ္ပာယ်မျိုးရှိပါတယ်နောက်တစ်ခုကကြတော့အခန်းဒီဥစ္စာကျတော့ chapter 2ရဲ့ session 3ရောက်သွားတာပေါ့နော်သူကကြတော့စုခိခီရိုင်ဆိုတဲ့ခန်းကြီးလေးပါစုခိကကြတော့တည့်ရတိုင်းကြိုက်ပေါ့နော်ခီရိုင်ကကြတော့မကြိုက်ဘူးဆိုတော့ကြိုက်တာတွေမကြိုက်တာတွေအရင်များတဲ့လူဆိုတော့ကြီးများတဲ့လူပေါ့နော်အဲ့လိုအဓိပ္ပာယ်မျိုးရှိပါတယ်နောက်တစ်ခုက
ခိုးဘူးစကကြတော့တည့်တဲ့အတိုင်းပဲကိုကြိုက်တဲ့ပစ္စည်းဆိုတော့လေအကြိုက်ဆုံးပစ္စည်းပေါ့နော်အကြိုက်ဆုံးဆိုတဲ့အရာမျိုးပါနောက်တစ်ခုကအာခီရိုကကြတော့ညင်းငွေတယ်ညင်းငွေသွားပြီးတခုခုစားတာအရင်ပြင်းသွားပြီပေါ့နော်ဒါကြီးပဲခက်စားနေပြီဆိုရင်ဒါကိုစားတာကိုအာခီရိုဖြစ်သွားပြီဆိုရင်ဒါညင်းငွေတဲ့ဟာမျိုးပြောတာပါနောက်တစ်ခုကမိုနိုတာရီနိုင်ဆိုတာကအားမရဘူးဆိုတဲ့အဓိပ္ပာယ်မျိုးပါပြောမယ်ဆိုရင်တော့ဟိုတာရီနိုင်ဆိုတာတည့်တဲ့အတိုင်းမလုံးလောက်ဘူးဆိုတဲ့ခန်းကြီးပေါ့နော်နောက်တစ်ခုကကြတော့ဘုံလူမှုဆိုတာကကြတော့ဘွန်လူပေါ့နော်အဒီဒုတယ်လို့လည်းပြောတယ်လို့အတန်နေပါတွေမှာဆိုလို့ရှိရင်လည်းအတန်နေပါတွေမှာဆိုလို့ရှိရင်လည်းလေအတိုးအကျယ်လောက်တဲ့ဟာမျိုးပေါ့နော်အဲ့ဒါမျိုးကိုပြောတာပါနောက်တစ်ခါကျတော့ဟီတိုကူချီဆိုတော့တည့်တဲ့အတိုင်းပဲဟီတိုကအီဂျစ်ဖြစ်တဲ့အတွက်ကြောင့်ကူချီဆိုတော့ဒါတလောက်သေးပေါ့နော်တကိုက်သေးဆိုတဲ့အဓိပ္ပာယ်မျိုးကိုပြောတာပါနောက်တစ်ခုကကြတော့ခါဂျီရူဆိုတာကကိုက်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပြောတာပါဟီတိုတာပီဆိုတာကကြတော့တစ်ချိန်တစ်ခါဆိုတဲ့အဓိပ္ပာယ်မျိုးရှိပါတယ်ဥမာကြီးကကြတော့တည့်တဲ့အတိုင်းဥမာကြီးဆိုလို့ရှိရင်ဒါဒီအလုပ်တစ်ခုမှာဥမာကြီးဖြစ်တဲ့ဆိုရင်ဒါတော်တာကျွမ်းကျင်တာကိုပြောတာပါတခုခုအစားတော့စားလိုက်တာအိုးရှိလို့မပြောဘဲနဲ့ဥမာကြီးလို့ပြောလို့ရှိရင်လည်းဒါအရသာရှိတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပြောတာပါနော်နောက်တစ်ခုက အီခဲတို့ဆိုတာကယာအနာဒနာရာအီခဲတို့ဆိုလို့ရှိရင်နင်ဆိုရင်တော့လုံနိုင်ပါတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်အဲ့လိုမျိုးလုံနိုင်နေဆိုတဲ့အဓိပ္ပာယ်မျိုးပြောတာပါနောက်တစ်ခုကရှီဘူးရကြတော့တည့်ရတိုင်းခါတယ်ဆိုတဲ့အရာတွေပိုင်းမှာပေါ့နော်အိုးကြဆိုရင်ခါတာမျိုးမှကြိုက်တယ်ဆိုတဲ့ဟာမျိုးတွေမှာသုံးတာပါနောက်တစ်ခုခူရိုးရကြတော့ဒါထက်တလဲလဲပေါ့နော်ဟိုမှာစကားပြောရဆိုလို့ရှိရင်တကယ်ကိုထက်ခါပေါ့တစ်ချိန်ပြီးတစ်ချိန်မို့တော့ဒါပဲထက်ခါပြောတဲ့လူမျိုးဆိုရင်လေတုံတယ်နောက်တစ်ခုကအရာသားတွေပါတယ်မှာဆိုရင်တော့ပြင်းတဲ့အရာသားမျိုးပြောတာပါခူရိုးကြီးဆိုတာလေအရာသားပြင်းတယ်ဆိုတဲ့တိပ္ပယ်မျိုးရှိပါတယ်နောက်တစ်ခုကကြတော့ family restaurant ပေါ့နော် family restaurant ဆိုတာကဒါ family restaurant ဆိုတဲ့ဟာမျိုးပြောတာပါဟိုကိုပုံမှန်စားနေကြစောက်ဆိုင်မျိုးပြောတာပါနော်နောက်တစ်ခုကကြတော့ဖူရီကိုစုဘယ်မှာလဲဖူရီကိုစုဆိုတာကကြတော့ဥမာအစားတောက်စားလို့ရှိရင် full course ပေါ့နော်နော်မီမိုနိုလည်းပါတယ်မှာဒါပဲမိုနိုလည်းပါတယ်ပြီးရင်ဒီပစ္စည်းနဲ့အတွက်တစ်ဆက်စားဆိုတဲ့ဟာမျိုးပေါ့နော်အဲ့ဒါမျိုးပြောတာပါနောက်တစ်ခုကကြတော့ order ဆိုတာကကျွန်းမွန်းဆိုနဲ့တူတူပါပဲတခုခုကိုလေမှားတာပေါ့နော်ပစ္စည်းပိုင်းမှားတာမျိုးပြောတာပါနောက်တစ်ခုက size ဆိုတာကကြတော့ type တွန်းတာလောတာပေါ့နော်ကိုကဟင်းမှားထားတယ်ထမင်းမှားထားပြီးစားကျင်နေပြီဟိုကမလာသေးဆိုလို့ရှိရင်ဒါမျိုးဆိုရင်ဒီမှာဒါသုံးတာပေါ့နော်မလာသေးတဲ့အတွက်ကြောင့်ဆိုင်းဆိုကိုစီတာဆိုလို့ရှိရင်လောခဲ့ပါတယ်ပေါ့ဘယ်တော့ရမှာလဲဘာလဲပေါ့နော်အဲ့ဒါမျိုးပြောတာပါခိုင်းခဲဆိုလို့ဆိုတာကတော့တည့်တဲ့အတိုင်းပဲဒါပတ်စံပေးရှိတာမျိုးပေါ့နော်တွက်ထားတဲ့ပမာဏကိုပေးတာမျိုးပေါ့နော်အဲ့လိုမျိုးခိုင်းခဲပြီးပြီဆိုရင်ခိုင်းခဲရှိလို့ပါလို့ဆိုရင်ဒါအကောင့်တန်းလို့ပါလို့ပြောတာမျိုးပါနော်ပြီးပြီဆိုလို့ရှိရင်နောက်တစ်ခုကခန်းကြောပေါ့နော်ခန်းကြောဆိုတာကခန်းကြောကကြတော့ဒါဘေးကိုပြောတာပါဟိုဒါမဲ့အများဖြစ်တော့မသုံးမိမယ်လေတခါတလေကြလို့ရှိရင်တော့သုံးပါတယ်နောက်တစ်ခုကbiking ku ကကြတော့ဒါအဝစားတာ buffet ဆိုတဲ့အဓိပ္ပာယ်မျိုးရှိတဲ့ဟာမျိုးပါနောက်တစ်ခုက torei ပေါ့နော် torei ဆိုတာကကြတော့ torei ကကြတော့လင်မန်းကိုပြောတာပါဟိုအိုဘွန်းဆိုပြီးတော့ပြောတယ်လေလင်မန်းနဲ့လည်းအတူတူပါပဲနောက်တစ်ခုကကြတော့ဥစဝကကြတော့ဒါပစ္စည်းဒီဘယ်လိုပကံခွက်ရောက်ပစ္စည်းလို့ပြောတာပါနော်ဒီဟာလေးဆိုရင်ဒီကအမြဲတမ်းခိဆိုတဲ့ခန်းကြီးပုံစံလေးနဲ့လေတွေ့ခဲ့ပူပါတယ်เนาะအရှိဒီမှာဆိုရင်လေနောက်တစ်ခုကခါဆာနေလို့ဆိုတာကကြတော့တစ်ခုနဲ့အမြဲတမ်းထပ်ပြီးတော့ပေါ့ပြောလာတာပေါ့နော်ပကံနေထပ်ထားတယ်ဆိုလို့ရှိရင်လည်းဒါခါဆာနေတာဥစာရာဆိုလို့ရှိရင်ထပ်ထားတဲ့ပကံတွေကိုပြောတာပါနောက်တစ်ခုကဇူလာလီတိုဆိုတာကအစီအီပေါ့နော်ဇူလာတိုဆိုတဲ့ဟာနဲ့လည်းအတူတူပါပဲအစီအီဆိုတဲ့အဓိပ္ပာယ်မျိုးရှိပါတယ်နောက်တစ်ခုကကြတော့ရှူးချော်ကူပေါ့နော်ရှူးချော်ကူကသူ့ရဲ့ခန်းကြီးကအိုမိုနာဆိုတဲ့အဓိကဆိုတဲ့ခန်းကြီးနေလာတာကိုနှစ်ခုပေါင်းလိုက်တော့အဓိကစားတဲ့အစားအစာဆိုတဲ့အဓိပ္ပာယ်မျိုးရှိပါတယ်နောက်တစ်ခုကကြတော့နာမပေါ့နော်တည့်တဲ့အတိုင်းနာမဆိုတာကအစိမ်းကိုပြောတာနာမမိုနိုဆိုလို့ရှိရင်ဒါအစိမ်းဟင်းသီးရွက်ဆိုရင်လည်းအစိမ်းမရှိသေးတဲ့ဟာပေါ့နော်အသားဆိုရင်လည်းအစိမ်းမရှိသေးတဲ့ဟာမျိုးပြောတာပါနောက်တစ်ခုကကြတော့တိုကုဆဲဆိုတဲ့ခန်းကြီးပေါ့နော်တိုကုကတော့အထူးသဖြင့်ပေါ့ဆဲဆိုတာကထုတ်လုပ်တာတော့ဘာလို့ manufacture လုပ်တယ်ဆိုတဲ့ဟာမျိုးမှာသုံးတဲ့ခန်းကြီးလေးဆိုတော့လေဒါအဓိကပေါ့နော်အထူးထုတ်လုပ်ထားတဲ့အရာမျိုးပြောတာပါနောက်တစ်ခုကဆိုမဆွနာဆိုတာကအရေးအသွေးညံ့ပြင်းတာမျိုးပေါ့နော်မိဘတွေပေါ်မှာဆိုလို့ရှိရင်မထီမဲ့မြင်လောက်တဲ့ဟာမျိုးပေါ့နော်အဲ့ဒါမျိုးတွေမှာသုံးတာပါ